Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော် ice cream ဖြစ်ပါတယ်ကျွန်တော်ဒီနေ့Minecraft Java ကျွန်တော်ဖုန်းမှာဆိုနေကျွန်တော်ပြပါပြအောင်ဖြစ်ပါတယ် yes အားလုံးပဲ video လေးကိုချိန်ဆွဲပဲနဲ့တော့စလိုက်ကြအောင်ဗျာ video တစ်တွေတိုင်းသိရအောင်လည်းကျွန်တော်ရဲ့ channel လေးကို yes like and subscribe လေးလုပ်ပေးကြပါအောင် yes အားလုံးအများကြီးချစ်ပါတယ်ဗျာကျွန်တော် video လေးကိုချိန်ဆွဲပဲတော့စလိုက်ကြအောင်ကျွန်တော် Java ဖုန်းမှာဆိုလို့ဆိုရင်ကျွန်တော်တို့ဒီဇက်လေးလန်ချော်ရဲ့ဆော်ရဲလေးရေကျွန်တော် wine glue ဆိုရဲဆော်ရဲလေးနှစ်ခုလိုပဲပါတယ်ခင်ဗျာအဲ့ဒီကို download အတွက်ကလည်းကျွန်တော် comment နဲ့ description မှာကျွန်တော်ချပေးထားပါမယ်အဲ့ဒီ channel လေးတွေဝင်လိုက်ပါဝင်လိုက်ရင် brother တို့ဒီနေရာရောက်လာမှာဖြစ်ပါတယ်အဲ့ဒီမှာဒီ Zelly Launcher ဆိုရဲအမှကျွန်တော်ဒီနှစ်ခု down မှာညီကိုရေးဆိုကျွန်တော်ရေးပေးထားပါတယ်အဲ့ဒီကို down လိုက်ပါ down ပြီးတော့ install တင်လိုက်ပါ install တင်ပြီးတော့ရင်ဆိုရင်တော့ကျွန်တော်တို့ဒီ mobile glue ဆိုရဲ software လေးကိုတစ်ချိန်ဝင်လိုက်ပါဗျာဒီ mobile glue ဆိုရဲ software လေးရောက်ပြီဆိုရင်တော့ကျွန်တော်အပေါ်ဆုံးမှာ32ဆိုတာတွေ့ပါလိမ့်မယ်အဲ့ဒါကိုကျွန်တော်60ပြောင်းပေးပါပြီးရင်ဒုတိယနေရာမှာကျွန်တော် disable ဆိုတာတွေ့ပါလိမ့်မယ်အဲ့ဒီဟာကိုကျွန်တော်တို့ prefer disable ကိုကျွန်တော်ပြောင်းပေးပါပြောင်းပြီး open ရှိရဲ့ error setting ဆိုတဲ့နေရာမှာ auto ဆိုတာတွေ့ပါလိမ့်မယ်အဲ့ကျွန်တော်သုံးခုမြောက်ကဟာကျွန်တော်ပြောင်းပေးပါမယ် in your shader broken error ဆိုတာပြောင်းပေးပါပြောင်းပေးပြီးရင်ကျွန်တော်တို့ဟိုအောက်ဆုံးမှာ၄ခုတွေ့ပါလိမ့်မယ်အဲ့မှာအပေါ်ဆုံးဟာကျွန်တော်တို့ဖွင့်ပေးလိုက်ပါ okay နှိပ်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ Zelly Launcher ဆိုတဲ့ software လေးတွေကိုတစ်ချက်ဝင်ပေးလိုက်ပါကျွန်တော်ဒီထဲရောက်ရင်တော့ညာဘက်အောက်ဘက်မှာ install ဆိုတာတွေ့ပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့ခဏလေးစောင့်ပေးလိုက်ပါခင်ဗျာပြီးရင်တော့ကျွန်တော်ဒါမျိုးပေါ်လာပါလိမ့်မယ်အဲ့လိုပေါ်လာပြီဆိုလို့ရှိရင် view ရဲ့ဘေးက install ဆိုတာလေးတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးရင် add account ဆိုတဲ့နေရာမှာ add account ဆိုပြီးအပေါင်းပုံလေးနဲ့တွေ့ပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နှိပ်ပါနှိပ်ပြီးတော့ Bruno မှာက Microsoft account တစ်ခုရှိရဆိုရင်ကျွန်တော် Microsoft ဆိုတဲ့ဟာကိုနှိပ်ပြီးတော့login ဆိုတာနှိပ်ပြီးတော့ Microsoft account ထည့်ပြီးတော့ဆော့လို့ရပါတယ်မရှိဘူးဆိုရင်လည်းကိစ္စမရှိပါဘူးကျွန်တော်တို့ offline ဆိုတော့တစ်ချက်နှိပ်ပါနှိပ်ပြီး user name ဆိုတဲ့နေရာမှာ Bruno Minecraft ဆော့မဲ့ user name ကိုကျွန်တော်ထည့်ရပါမယ်ကျွန်တော် i ဆိုပြီးထည့်လိုက်ပါမယ်ပြီးတော့ confine တစ်ချက်နှိပ်ပါနှိပ်ပြီးကျွန်တော်အပြင်ကိုတစ်ချက်ပြန်ထွက်လိုက်ပါထပ်ပြီးကျွန်တော်တို့ no install version ဆိုပြီးတွေ့ပါလိမ့်မယ်အမှညာဘက်အောက်ဘက်မှာ LAN ဆိုတာတွေ့ပါလိမ့်မယ်အဲ့တော့တစ်ချက်နှိပ်ပါပြီးရင်တော့ကျွန်တော် install new ဆိုတာတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ version တွေအများကြီးပဲကြာလာပါလိမ့်မယ်အဲ့ဒီမှာကျွန်တော်တို့အကုန်လုံးက 1.21.11 ဆိုတာဖြစ်တဲ့အတွက် 1.21.11 ကိုရွေးပေးပါမယ်အဲ့ဒါကိုတစ်ချက်နှိပ်ပါနှိပ်ပြီးရင်ခဏလေးစောင့်ပေးပါစောင့်ပြီးပြီးရင်ကျွန်တော်မှာ favorite ဆိုတာတွေ့ပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နှိပ်ပါနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ favorite လောက်ထားမှာကျွန်တော် version တွေအများကြီးပဲပေါ်လာပါလိမ့်မယ်အဲ့မှာကျွန်တော်တို့ဒုတိယနေရာဟာကိုရွေးပေးလိုက်ပါပြီးရင်ဒီ download icon လေးကိုတစ်ချက်နှိပ်လိုက်ပါမြင်ရလားမသိပါဘူးခင်ဗျာကျွန်တော်အဲ့ဒီနေရာမျှပြမလို့ပြလို့မရလို့ပါဒီမှာပါဒီ download icon လေးတစ်ချက်နှိပ်ပါနှိပ်ပြီးခဏလေးစောင့်ပေးလိုက်ပါသူ down နေပါတယ်ခဏလေးစောင့်ပေးလိုက်ပါခင်ဗျာကျွန်တော် down ပြီးသွားရင်ဆိုရင်တော့ကျွန်တော်ဒီမြားလေးကိုတစ်ချက်နှိပ်ပါမယ်အပြင်ကိုတစ်ချက်ပြန်ထွက်လိုက်ပါပြီးရင်ကျွန်တော်ဒီမှာ setting ပုံလေးတွေ့ပါလိမ့်မယ်အဲ့ setting ပုံလေးကျွန်တော်တစ်ချက်နှိပ်လိုက်ပါနေပြီးကျွန်တော်တို့ဒီမှာ mouse ဆိုတာတွေ့ပါလိမ့်မယ်အဲ့ mouse ဆိုတဲ့ဟာကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော်ဒီ download ဆိုပြီးတွေ့ပါလိမ့်မယ်အဲ့ download ဆိုတာကိုတစ်ချက်နှိပ်ပါနှိပ်ပြီးရင်ဒီမှာ sodium ဆိုပြီးတွေ့ပါလိမ့်မယ်အဲ့ဒါကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်တို့ 1.21.11 favorite အတွက်ကျွန်တော်အပေါ်ဆုံးဟာတောင်းပေးပါမယ် install တစ်ချက်နှိပ်ပါနှိပ်ပြီးတော့ရပါပြီတစ်ချက်ပြန်ထွက်လိုက်ပါထွက်ပြီးရင်ကျွန်တော်တို့မှာ iron shader ဆိုတွေ့ပါမယ်အဲ့ဒါကိုတောင်းလိုက်ပါကျွန်တော်တို့ 1.21.11 favorite အတွက်တောင်းမှဖြစ်တဲ့အတွက် favorite အတွက်ရွေးလိုက်ပါရွေးပြီးရင်ကျွန်တော်အပေါ်ဆုံးဟာတောင်းလိုက်ပါတောင်းပြီးတစ်ချက်ပြန်ထွက်ပါထပ်ပြီးကျွန်တော်ဒီမှာ search name ဆိုတဲ့နေရာမှာကျွန်တော် quiz ဆိုပြီးရေးရပါမယ်ရေးလိုက်ပါရေးပြီးတော့ကျွန်တော်ဒီမှာ set ပုံလေးနဲ့ quiz skin ဆိုတာတွေ့ပါလိမ့်မယ်အဲ့ဒါကိုတောင်းလိုက်ပါကျွန်တော် favorite ဆိုတဲ့နေရာမှာပဲတောင်းရပါမယ်ကျွန်တော် favorite နဲ့ဆော့မှာဖြစ်တဲ့အတွက် favorite ဆိုတာပဲတောင်းလိုက်ပါတောင်းပြီးတစ်ချက်ထွက်ပါထပ်ပြီးကျွန်တော်တို့ AR ဆိုပြီးရေးရမယ် AR ဆိုပြီးရေးလိုက်ပါရေးပြီးကျွန်တော်အပေါ်လုံးမှာ Agri-Techies API ဆိုပြီးပေါ်လာပါမယ်အဲ့ဒါကိုတောင်းလိုက်ပါ favorite ဆိုပြီးတော့ကျွန်တော်တောင်းလိုက်ပါမယ်တောင်းပြီးရင်တော့ကျွန်တော်အပြင်ကိုတစ်ချက်ပြန်ထွက်လိုက်ပါ
ပြီးတော့ကျွန်တော်ဒီ setting ဆိုတဲ့ဟာလေးတစ်ချက်ပြန်နှိပ်ပါမယ်ပြီးလို့ရှိရင်ဒီ mouse ဆိုတဲ့ဟာတစ်ချက်နှိပ်လိုက်ပါပြီးတော့ဒီမှာကျွန်တော်တို့ဒီမှာအဝိုင်းပုံလေးနဲ့မြားလေးနဲ့တွေ့ပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားရင်ဒါမျိုးအများကြီးပဲပေါ်လာပါလိမ့်မယ်အဲ့ဆိုရင်တစ်ချက်ထွက်လိုက်ပါထွက်ပြီးရင်ကျွန်တော်တို့ lens ဆိုတဲ့ဟာတစ်ချက်နှိပ်လိုက်ပါသူကနည်းနည်းတော့ကြာပါတယ်ခင်ဗျာကျွန်တော်တို့ဖုန်းမကောင်းတော့ပို့ကြပါတယ်ဒါမှမဟုတ်ဆိုရင်တော့ကျွန်တော်တို့တိတ်မကြတော့ပါဘူးကျွန်တော်ခဏနေကျွန်တော်ဆော့လို့ရပါတော့မယ်ခဏလေးစောင့်ပေးလိုက်ပါဒါမှမဟုတ်လေးပေါ်လာပြီဆိုရင်တော့ကျွန်တော်ဆော့လို့ရပါပြီခင်ဗျာအားလုံးပဲကျွန်တော် ice cream ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးရဆိုရင်တော့အခုမှအသစ်လေးဖြစ်တဲ့အတွက်ကျွန်တော် like and subscribe လေးကျွန်တော်လုပ်ပေးသွားကြပါအောင်ဗီဒီယိုသစ်တွေနဲ့သိရှိဖို့လည်းပေးနာခေါင်းလေးလည်းနှိပ်ပေးကြပါအောင်အားလုံးအများကြီးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်နောက်မှလည်း video တွေရဲ့အသစ်တွေကျွန်တော်အများကြီးပဲထပ်လာဖို့ရှိပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ survival video တွေအများကြီးပဲကျွန်တော်လုပ်ဖို့ရှိပါတယ်ရပါတယ်အားလုံးအများကြီးချစ်ပါတယ်ခင်ဗျာအားလုံးပဲပါရပါနောက်မှပြန်ဆုံကြပါမယ်